ရန်ကုန်မှာအကြီးဆုံးနဲ့အဓိကအကျဆုံးလမ်းမကြီးပေါ်မှာစီးပွားရေးလုပ်ချင်တဲ့သူတွေအတွက်အယောင်ကွက်လေးတစ်ကွက်ကိုပြပြပေးလိုပါတယ်စိတ်တိုင်းကျစီးပွားရေးလုပ်နိုင်ဖို့အတွက်ဆိုရင်တော့ပေကျတဲ့အပြင်ဟိုမှာပိုင်ဆိုင်မှုခိုင်မာဖို့လည်းလိုအပ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးမှာလမ်းမတိုင်းလည်းဖြစ်ရမယ်ပေလည်းကျရမယ်ပိုင်ဆိုင်မှုလည်းခိုင်ရမယ်ဒီလိုအချက်တွေနဲ့ပြီးပြည့်စုံတဲ့အယောင်ကွက်လေးတစ်ကွက်ကိုပြပြပေးလိုပါတယ်အခုပြပြပေးတော့မယ့်အယောင်ကွက်ဆိုရင်တော့ရန်ကုန်မြို့ရဲ့အဓိကလမ်းမကြီးတွေကတစ်ခုဖြစ်တဲ့ပါရမီလမ်းမကြီးပေါ်ကအကွက်လေးပဲဖြစ်ပါတယ်ဒီအယောင်ကွက်လေးကဆိုရင်တောင်ကလာပါမြို့နယ်9ရက်ကွက်မှာရှိတဲ့အတွက်ကြောင့်မလို့စီကားတဲ့အနေအထားမှာရှိပါတယ်အကျေဝန်းအနေနဲ့ပြောရမယ်ဆိုရင်တော့မျက်နှာစာကို45ပေအရှိကိုပေ150ရှိတဲ့အပြင်ဟိုမှာပေပို့တွေလည်းအများကြီးပါတဲ့အတွက်ကြောင့်မလို့ရန်ကုန်မြို့တွင်းအနေအထားနဲ့ပြောရမယ်ဆိုဒါတော်တော်ကျေတဲ့အနေအထားမှာရှိပါတယ် channel မှာဆိုရင်တော့ဂူတောင်လိုမျိုးဟောကန်ကိုအပြည့်ဆောက်တာရှိပါတယ်ပိုင်ဆိုင်မှုစာရတဲ့အနေအထားကိုပြောရမယ်ဆိုရင်တော့ Grammy ပေါက်ဖြစ်တဲ့အတွက်ကြောင့်မလို့ပိုင်ဆိုင်မှုခိုင်မာပြီးတော့မှယုံကြည်စိတ်ချစွာနဲ့ဝယ်ယူနိုင်မှာဖြစ်ပါတယ်ဒီအယောင်ကွက်လေးရဲ့မေးတင်နေတဲ့ပါရမီလမ်းမကြီးရဲ့အနေအထားကိုပြောရမယ်ဆိုရင်တော့ရန်ကုန်မြို့ရဲ့အနောက်ဘက်လှိုင်မြစ်နားကဘီရင်အောင်လမ်းမကြီးကနေပြီးတော့မှမြောက်တကုံဘက်ကူးမဲ့ဘေလီတံတားအထိရှိရအောင်မလို့ရန်ကုန်မြို့ရဲ့အဓိကလမ်းမကြီးဖြစ်တဲ့ဘီရင်အောင်လမ်းမကြီးဘိုဟိုလမ်းအင်းစိန်လမ်းမကြီးပြည်လမ်းမကြီးကဘာအေးဖျားလမ်းမကြီးဝေဇယနာလမ်းမကြီးသူမင်္ဂလာလမ်းမကြီးနဲ့တတုမလမ်းမကြီးတို့အရှိအနောက်ဖြတ်ထားတဲ့လမ်းမကြီးတစ်ခုပဲဖြစ်ပါတယ်ဒီအယောင်ကွက်ရှိတဲ့လမ်းမကြီးအကျောင်းမှာဆိုရင်တော့6လမ်းသွားဖြစ်တဲ့အပြင်မှာလိုင်းကားလည်းပြေးတာမို့လို့စီကားရဲ့နေရာမှာရှိပါတယ်ဒီလိုမျိုးစီကားရဲ့လမ်းမကြီးပေါ်မှာပိုင်ဆိုင်မှုခိုင်မာတဲ့အယောင်ကွက်တွေကဆိုရင်ရှားတဲ့အပြင်မှာဒီအကွက်လေးကဆိုရင်လည်းစီးပွားရေးလုပ်ဖို့အတွက်တင့်တော်တဲ့အကွက်ကွင်းမှာရှိနေပါတယ်သူ့ရဲ့ဘေးပတ်ဝန်းကျင်ကိုကြည့်မယ်ဆိုရင်လည်းစီးပွားရေးလုပ်ငန်းများစွာရှိနေပြီးဖြစ်ပြီးတော့မှဒီ Inno City နဲ့ Bailey လမ်းစုံကြားမှာရှိရဖြစ်လို့ဘာစီးပွားရေးပဲလုပ်လို့အဆင်ပြေနိုင်တဲ့အနေအထားမှာရှိပါတယ်ဒီအယောင်ကွက်လေးကိုတော့ shopping mall ဖွင့်ကျင်တဲ့သူတွေဆိုင်ခန်းကြီးတွေ showroom နဲ့ car workshop ဖွင့်ကျင်တဲ့သူတွေကိုအထူး recommend ပေးလိုပါတယ်ဒါပေမဲ့ဒီအယောင်ကွက်လေးကဆိုဒီနေရာအနေထား location အရန်ကောင်းတဲ့နေရာမှာရှိနေရမို့လို့ဘလို့စီးပွားရေးပဲလုပ်လို့အဆင်ပြေနိုင်တဲ့အနေအထားမှာရှိပါတယ်ဒီလိုမျိုးပါရမီလမ်းမကြီးမေးတင်အောင်မှာပေကျပြီးတော့မှပိုင်ဆိုင်မှုခိုင်ပါတယ်45ပေပေ150ရှိတဲ့အယောင်ကွက်လေးရဆိုရင်တော့တိန်6000နဲ့အယောင်တင်တာဖြစ်ပါတယ်